哦，တိုင်းပြည်ခေါင်းဆောင်တယောက်လုံနေပြီးတော့ဒီလောက်တောင်ဆင်းရဲရသလားအောင်ဆန်းရဲ့哦，ခြံထဲကရဲဘော်တွေမှုလို့နဲ့တူပါရဲ့ငါ6ကလေး2ကောင်3ကောင်နဲ့ခြံတွက်ကလေးတွေနဲ့ငါညီအောင်ဆန်းကတော့ဒီထက်ကောင်းမယ်ထင်ပါရဲ့လေဆရာလုံးတယ်မှာဘိုးချုပ်ထဲမှာရှင်းတယ်哦，တိုင်းပြည်ခေါင်းဆောင်တယောက်လုံနေပြီးတော့ဒီလောက်တောင်ဆင်းရဲရသလားအောင်ဆန်းရဲ့စစ်ဦးစီးချုပ်တယောက်လုံနေပြီးတော့ဒီလောက်တောင်မွေးရသလားကွာရဲဘော်ဒီစံချမ်းနဲ့စားနေတဲ့အတိုင်းငါညီလေစံချမ်းနဲ့စားနေတာပါလားဖြစ်မှဖြစ်ရလေအောင်ဆန်းရဲ့